ဝဆင်းရဲတွေများစွာကြုံကြရတယ်ဆိုတာအကြောင်းပါလာတယ်ဆိုတဲ့အချက်ကိုတော့ညှင်းဆန်လို့မရဘူးအတိတ်အကြောင်းရှိမယ်ပြစ္ဆုတ်ပံဘဝမှာအကြောင်းတွေရှိမယ်ကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းဆိုတဲ့တရားတွေကိုအတိတ်ကပါလာတဲ့အကြောင်းတရားတွေကြောင့်လည်းကြုံရသလိုပြစ္ဆုတ်ပံမှာမိမိရဲ့ပေါ်လျော်ခြင်းမိမိရဲ့မှားယွင်းခြင်းဆိုတဲ့အကြောင်းတွေကြောင့်လည်းပဲကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းတွေကြုံကြရတယ်အဲဒီလိုကိုယ်တိုင်ရဲ့မှားယွင်းမှုများဆိုတာကိုယ်မမြင်ပေမဲ့လို့အတိတ်ဘဝတွေမှာတော့ကစိတ်နဲ့ပြင်မာမိခဲ့တာတွေနှုတ်နဲ့ပြင်မာမိခဲ့တာတွေကိုယ်နဲ့ပြင်မာမိခဲ့တာတွေသို့မဟုတ်အဲ့ဒီကိုယ်နှုတ်စိတ်၃ပါးတစ်ခုခုနဲ့ကျူးလွန်ခဲ့တာတွေတစ်ဖက်သားစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်အောင်လုပ်ခဲ့တာတွေစေရနာပါ၍တော်၎င်းစေရနာမပါဘဲနဲ့တော်၎င်းမိမိနဲ့တကွာတစ်ဖက်သားတို့ဒုက္ခရောက်စေမဲ့အရာတွေကိုလုပ်ခဲ့ကြတာကြီးပဲဘဝတိုင်းမှာကောင်းတာတွေလည်းလုံးမိခဲ့ကြသလိုမကောင်းတာတွေလည်းလုံးမိခဲ့ကြတာပဲအဲ့ဒီခါမှာမတိခြင်းဆိုတဲ့အဝိဇ္ဇာမတိဘူးဆိုတာကအကြောင်းနဲ့အကျိုးဆိုတာလည်းဆက်ဆက်ပြီးမတိဘူးဆင်းရဲဆိုတာကိုလည်းနားမလည်ဘူးဒီဆင်းရဲတွေကိုဖြစ်စေတဲ့အကြောင်းဆိုတာကိုလည်းမသိဘူးအဲ့ဒီဆင်းရဲရဲ့အကြောင်းတွေကိုမလုံမိရင်ဆင်းရဲလဲကုန်တယ်ဆိုတာကိုလည်းမသိဘူးဒီဆင်းရဲတွေချုပ်ငြိမ်းသွားစေဖို့အတွက်ဘယ်လိုတရားတွေပွားရမယ်ဆိုတာကိုလည်းမသိတော့ဒီလိုမသိဘဲနဲ့တွေးကြတယ်မသိဘဲနဲ့ပြောကြတယ်မသိမှုနဲ့ရှင်တွဲပြီးတော့လှုပ်ကြတယ်ဆိုပြီးတော့ကာယကံဝစီကံမနောကံတွေဖြစ်ခဲ့ကြပြီးတော့ငါဆွဲဆိုတာကလည်းရှိတယ်ငါဥစ္စာငါရဲ့ဘဝငါရဲ့ခန္ဓာငါမိသားစုဒီအစွဲအားလည်းအင်မတန်ကြောက်စရာကောင်းတယ်ဒါကိုတဏှာလို့ခေါ်တယ်အဲ့ဒီတဏှာဆွဲတွေမတိခြင်းအဝိဇ္ဇာတွေနဲ့ရှင်ပြီးတော့အလုပ်တွေလုပ်တာပေါ့ဒီဘဝမှာတော့မှအမြဲတမ်းအနိစ္စဒုက္ခအနတ္တဆင်ခြင်ပြီးတော့သွားလာနေကြတာမဟုတ်ဘူးကာမအာယုံတစ်ခုခုကိုအာယုံထားပြီးတော့လုပ်နေကြတယ်ပြောနေကြတယ်တွေးနေကြတယ်ကိုပြုမှုပြောဆိုတွေးကြံနေတဲ့အရာတွေဟာကာမဂုဏ်အာယုံတွေနဲ့မလွတ်ဘူးအဲ့ဒီကာမဂုဏ်အာယုံတွေရဲ့ဆင်းရဲများစွာကိုဖြစ်စေခြင်းပူလောင်မှုများစွာကိုဖြစ်စေခြင်းဆိုတဲ့အပြစ်တွေကိုမမြင်ဘူးမမြင်တဲ့အခါကျတော့လိုချင်တယ်ပိုင်ချင်တယ်ဆိုတဲ့ဒီစိတ်တွေနဲ့ပဲတစ်ခုပိုင်ပြီးရင်နောက်တစ်ခုပိုင်ချင်တယ်ဒီတစ်ခုဟောင်းသွားရင်နောက်တဲ့အသစ်တစ်ခုပိုင်ချင်တယ်စတဲ့တောက်လေငတ်မပြေဆိုတဲ့အတိုင်းပဲကာမဂုဏ်တရားတွေနဲ့ပတ်သက်ရင်တင်းတိမ်သွားတယ်ဆိုတာမရှိကြတော့ကာမဂုဏ်အာယုံကိုအာယုံပြုထားပြီးတော့အလုပ်တွေလုပ်ကြတယ်ပြောကြတယ်တွေးကြတယ်ဆိုတော့အဲ့ဒါကိုမတိခြင်းသဘောတရားနဲ့ရှင်ပြီးတော့ပြုမှုကြပြောဆိုကြတွေးကြံကြတယ်လို့ခေါ်တာဒီမှာမှငါဥစ္စာငါပိုင်တယ်စသည်ဖြင့်ဒီအစွဲနဲ့ဆိုရင်တဏှာနဲ့ရှင်ပြီးတော့ပြုတယ်လို့ခေါ်တယ်